မေတ္တာများပို့သားပါတယ်မေတ္တာအတွက်ထားတာပေါ့ဗျာအဲ့တော့ကြေးရွာကိုကျွန်တော်ကိုပေါ့စီကအကြံဉာဏ်ပြုပါမယ်ခင်ဗျာဘလို့ကြံဉာဏ်တော့ဘာဖြစ်လို့လဲဆိုတော့မြို့ရွာကြေးရွာဟလားရက်ွက်ရဲ့ကြက်တည်ရှိတဲ့နေရာလေးကကျွန်တော်တို့မန္တထက်မှာဖဏမစည်းပါနဲ့ဟလားနံပါတ်1နံပါတ်2ကကျွန်တော်တို့ရှင်လောင်းနှစ်ပြမသွားခင်မှာအိမ်နေရသိက္ခာရှိထိုင်မှာဖျားပင့်ပြီးမှဖျားကရှေ့ရကြွပြီးမှကျန်တဲ့လဲတို့လူတို့ကသွားပါဘုရားမုံလဲနေရရှေ့ရဖျားကတော့ကမန္တထဲဝင်မှဖျားရောက်တော့ဟလားအဲ့တော့ဖျားကပင့်သွားပြီဆိုတော့ဒါဟာကျွန်တော်တို့ခင်ဗျားတို့ရေယူကြီးရွာကြီးတွေမကပါဘူးဒီပြည်ရွာတွေလည်းကျွန်တော်ကိုပေါ့စီပြောဘူးပါတယ်ဖယားရဲ့ပင့်လာပြီဆိုတော့ဒါဟာကျွန်တော်တို့ဧဝရဟလာဖယားကျောင်းဆောင်ဓမ္မယုံဖြစ်သွားပြီအဲ့တော့ဝိတကမြေဖြစ်သွားတဲ့အတွက်ဖဏကလေးတွေမစည်းနဲ့တတ်ခတ်သွားတာလာတာနေတာထိုင်တာတချို့ကြတော့လေဒီရပြောတာမဟုတ်ဘူးနော်ပေါ့စီရတချို့ကြတော့ပေါ့ပက်တာကိုသူတို့ရဲ့အလှပြခြင်းလို့ဒီလိုလောက်တာဟုတ်လားအလှပြတာတချို့ရွာတွေကျွန်တော်တို့ဟိုဘက်ကတက်လာခြင်းတို့ရှော်တော်တို့ဘာလို့ပဲပြောတာပါဒီကျွန်တော်တို့ရွာကြတော့တကယ်ကိုကလေးမလေးကျွန်တော်ဆိုရမယ်ဆိုရင်ထားတယ်ကျွန်တော်ဆိုပြီးပြီဆိုရင်သူတို့လည်းထိုင်တယ်ဟိုမလေးတွေကျွန်တော်လည်းဂျိန်းတိုက်ထားတဲ့အတိုင်းပဲဟုတ်လားကြီးနေတာပဲအဲ့တော့ကျွန်တော်လည်းရှင်လောင်းဒိန်းအစ်စ်တော့မဟုတ်ပါဘူးဒါပေမဲ့အလူတကာကြီးဦးတန်းထွန်းတို့ဟုတ်လားအလူမကြီးတော့မမြင်နဲ့မမြင်ဘူးပါဘူးခုချိန်ထိအလူမကြီးကပိန်ပိန်နဲ့ထင်ဟုတ်လားနည်းနည်းပိန်သလားပိန်နဲ့လူမကြီးကျွန်တော်ပေါ့စီကရှစ်လို့ခင်လို့စတာပါဒါပေမဲ့ဒူရဘူးလေးပြန်ယူရင်ယူပါရူဘီတခုတော့ပေးပါဘာဆိုင်လို့ကိုင်မင်းသမီးကရောက်ပြီအဲ့ဒါကျွန်တော်တို့သူကလည်းဘာသာခွဲရလဲကချင်သေးတယ်ဟဲ့လားဓာကလည်းကောင်းတယ်သူကဓာကပြီးရင်ကျွန်တော်လည်းပြိတ္တများဘယ်ဆိုင်မှာဘယ်လူရှင်တော်မှမပြောဘူးတဲ့စကားတစ်ခေါက်ကျွန်တော်ပြောပါမယ်အဲ့ဒါပြိတ္တများမှတ်ထားပါခင်ဗျာဘာတွေပြောပါလဲအငိတ်ကပြီးရင်ကျွန်တော်တို့ထမင်းလေးတစ်နက်လောက်ထပ်ကြွေးပါဦးမဟုတ်လေကိုစားရတဲ့အကြောင်းပြောရတာကိုကျွန်တော်တို့ဆိုင်ခွဲအချင်းအပါနေတယ်အငိတ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ကထမင်းစားတယ်ဟယ်လိုထမင်းစားတယ်တကယ်လို့ဟင်းတို့ဘာတို့အရှင်နေမကောင်းဘူးဆိုရင်ကရဝဲစလုံးနဲ့ထမင်းပူပူလေးထက်စီလေးဆန်းအဲ့မငယ်ယူကြီးကျော်တို့ဘာတို့လက်ဖက်သက်တို့တဲ့လက်ဖက်တို့လက်ဖက်တို့ကလေးတို့ဘာလို့လဲစားရပါတယ်ကဲမင်းသမီးလေးပြောရှာကြတဲ့အခါမှာတော်ရာလမမလို့ကြောက်ရောင်းမူလို့သမီးလေးကအဖိုးအဖွားများလို့အာတံကိုရှစ်မြတ်လို့ဖို့အတွက်ကောင်မလေးကယူသားတယ်စရိတ်ရှိုးဆိုရင်ဘယ်နှပုတ်လောက်ဆူသွားတာတော့၄ပုတ်လောက်ကိုဆူသွား၄ပုတ်လောက်ဆူသွားတာဟုတ်လားဒီပွဲလည်းပြီးနေသူကအတန်လဲဝင်အောင်ဟုတ်လားနောက်ကိုင်အဲ့တော့မျိုးရှာကြတဲ့အခါမှာရွာသားကြီးတော်ရာလပမာလို့ဖောက်ကပြလိုက်Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
ကရေခဲနဲ့ရေချင်းရေ ကျမမြစ်တာကိုဘာဖြစ်တော့ ရေခဲနဲ့ရေချင်းရေနဲ့ကိုနဲ့တွဲတွဲတာပဲမိသား sorry ကျမမြတ်တာလေးကိုသိအောင်ပြောချင်တာ ပြောလိုက်စမ်းမှာဗ ကျ ဇက် မမြတ်တာကိုသိတယ်လို့နေ तू မသိကြအောင်တောင်းနေတာရှင် သူကမသိချင်အောင်ထောင်းနေတာ ဟောမသိကြအောင်တောင်းတာ ဒီပါဟုတ်ပါပြီ ဟုတ်တယ်နော် ဒီနာရတယ် ကျင်နာရမယ်ကျင်နာရမယ်ဟာနောက်ကဆိုင်သမားရလည်းပွဲကွတော်တော်ကျန်းနေတဲ့တူလေးရှေ့ရတော့မှမင်းသမီးကကျင်နာရမယ်လို့သူကျင်နာရမယ်လေနောက်ကနေလိုက်လိုက်ဝိုင်းနေရပေါက်ပေါက်ရင်ဝိုင်းနေရစိုက်စရာနာမည်ဘယ်သူတဲ့လဲ ဆိုင်းစရာနာမည်ကကိုပေါ့စီတဲ့ဟုတ် အဲ့ဒီမလို့ မဟုတ်ပါဘူး သူ့ဟုတ်ပုံတိုင်းနဲ့ပြန်စိုက်စရာဖြစ်အောင် စိတ်မြမွေးတဲ့ ဟုတ်တယ်နော်ဒီညမှာနော်အဲ့ဒီဝိုင်းနေရအညစ်ရဲ့ခုံကိုပိုင်တာလေစိတ်မြမွေး ဟုတ်တယ် ရှေ့ကကြိုးစားပြီးကရမှာအဲ့ဒီခုံကိုပိုင်တာလေကျမဒီညမှာချက်သေးပြီ ချစ်တယ်ပြီ ဟုတ်တယ်နော်အဲ့တော့ तू ကကျမကိုအရင်ဆန်းတော့ကျမသူ့ကိုအရင်ဆန်းလာမှာမရှင် သူသွားမဆန်းနဲ့ အားလို့ သူသွားဆိုင်ရင်ဒုက္ခရောက်တယ်နော် အေးဘာတော့ဟုတ်ပါဘူးသမီး အလုံးတွေကစမ်းသွားစမ်းလို့ဒုက္ခရောက်တယ်အဲ့လိုပညာပြောတာ ပညာသမ်းမယ်ပြောတာ तू ကလည်းသူသိနာတဲ့တပည့်သူ့ရဲ့သမီးလေးပဲဆိုပြီးတော့နောက်ကနေဆန်းလောက်လိုက်တာရှိတယ်အေးလေဒီမှာတောင်းတွင်းရောက်လာပြီဆိုတော့အေးပတ်တယ်အေးပတ်တော့အတန်လေးမြတ်နည်းနည်းဝင်သွားတယ် အတန်ဝင်ရင်စီတောက်လိုက် ပျောက်သွားလား ပိုးဝင်တယ် ဟိုင်းပေါက်ပိုက် က ဒါကြောင့်မလို့သမီးရှေ့အောင်မချသေးဘူးရှင်တို့နောက်ကစိုက်တဲ့တစ်ခွက်လုံးကကျမကိုဝိုင်းချလို့လိုက်တယ်ရှင် ခင်ဗျားတို့ကလည်းကောင်မလေးဝိုင်းချနေကြတာပဲ ကျမတို့အဲ့ဒါပြောတာမဟုတ်ဘူးကျမရှေ့ကကမလို့ဟန်ပြင်းလုံးချီနေတယ်နောက်ကတီးမလို့အောင်နောက်ကနေကပ်ပါနေတယ်ဆိုတော့ပြောပြတယ်အဲ့တော့ကျမလေးအဲ့ဒီစိုက်စရာကြီးရဲ့ဝိုင်းလေးရနော် စိတ်မြ တလုံးအေးလက်စတလုံးကဘယ်နဲ့တန်တွက်လဲဆိုတာကိုကျမဒီလိုလေးချင်နေစိတ်ခေါ်မယ် ခေါ်လိုက်ခေါ် ဟုတ်ကဲ့နော်ကျင်နာရမယ် ကျင်နာရမယ် အကျင်နာကျင်နာကျင်နာရမယ် ကျင်နာကျင်နာကျင်နာရမယ် ဒါလည်းပါသေးတာပဲ အ နော် ကျော်ရတယ် အဲ့ဒါပို့တန်ဝင်နေ ခုနမှာအကျော်တွေရ အပါဦးပါ ရ အဲ့တော့သူ့မကြောက်ဒီလိုလေးကိုဆိုလိုက်မယ် ဒိုးလေးလုပ်လိုက် ကျင်နာရမယ်အေးကောင်းပါလေကတော့လားသူ့အနေနဲ့ကမပါဘူးလားဗျာ ကောင်မလေးသူ့အနေနဲ့သူကတာသူ့အနေနဲ့သူကမပါလို့မင်းနှခေါင်းချိန်နေသလားတော့မမင်းရဲ့ လည်းပြန်ပေးလိုက်ပါကွာ စိတ်မြမွေးဖွယ်ကြီးရောက်လို့လား တင်နာဝင်းဝဲကြီးရလို့လားရေချမ်းလေးလည်းပါစင်နာဝင်းဝဲကြီးရလို့လားရေချမ်းလေးလည်းပါမမဘာကပြောကြတာရေချမ်းချောတယ်ဗျာမမဘာကပြောကြတာရေချမ်းချောတယ်ဗျာအကူနာကပြောကြတယ်ရေချမ်းလေးချောအကူနာကပြောကြလေရေချမ်းလေးချောလေးစပင်လေးကမဲနေတော့ဇီယတက်ကလေးပေါ့စပင်လေးကမဲနေတော့ဇီယတက်ကလေးပေါ့အကယောအက ကတော့ဖာသမသားပဲဗျအကတော့ပထမတန်းပဲကိုင်နောက်တယောက်ဟုတ်ပါလုပ်လေ ရောက်တော့တာရေခဲလေးနဲ့ပါ လဲလဲ တင်ရဝဲဝဲရောက်တော့တာရေခဲလေးနဲ့ပါ ဟုတ်ပြီ ပင်လေးကဒီကြောက်ကြကုကျူပြိုးတယ်ဗျာ ဟာ သပင်လေးကဒီကြောက်ကြကုကျူပြိုးတယ်ဗျာအကရောအက ပိုင်လိုက်တာဟေးစိတ်မြမွေး ဒီကပိုင်မယ်ဒီကပိုင်ပါဘောဒီကစွမ်းစာနေရဲ့ညီစွမ်းစာနေရဲ့ညီ ဟုတ်လား မတမစွမ်း မရဲစွမ်းစာနေရဲ့ဒီမသားမစွမ်းနဲ့မင်းကလည်း မိုးမင်းနာဖိုးချင်ရဲ့ညီ အဲ မင်းနာဖိုးလက်ဖြစ် ဟုတ်တယ်ဖူးရှိဆိုတော့ပါသေးဖိုးလက်တဲ့မင်းတို့ကပြီလား ကပြီးတော့ပြီ မင်းတို့ကပြီမင်းသမီးကလည်းက အမင်းသမီးဘာပါလဲရပြီဘာပါလဲ ငါလည်းလား
ဘာဘာလေးရောက်ပြီ ဘာခန္ဓာကိုယ်ကြီးနဲ့ကလို့ရပါဘူး အာကရတယ် ချိုးလိုက်ဆမ်းပါဗျာပြုတ်ဆရာဟိုမမတီးတယ်ဘူးကြီးကြီးတယ်ဆရာကြီးရှက်တော့တော့ချိုးလိုက်ဆမ်းပါအစားပါတယ်စိတ်မြမွေးဖွယ်ကြီးရောက်လို့လားပေါ့စီလေးနဲ့ပါစိတ်မြမွေးဖွယ်ကြီးရောက်လို့လားစစ်စီလေးနဲ့ပါမမများကပြောကြတာပေါက်ရှိုးတယ်ဗျာကိုများကပြောကြသေးစစ်စီဒီကျော်လေးကိုများကပြောကြသေးစစ်စီဒီကျော်လေးသပင်လေးကဘုတ်ပေါ်ဝဲနှုတ်ခမ်းလေးကဒီတာရဲ့သူရူးဆန်လိုပဲFumi bari aku
မောင်လေးကြောင်မ မောင်လေးကြမှာ ကိုကိုလေးကြောင်မ ကိုရွနေကြမှာ မောင်လေးကြောင်မ ကိုနေကြမှာ 我都两个毛毛的家嘛，都都要公公的家嘛，毛毛的家嘛， ကိုနေကြမှာ 公公的家嘛， တူလေးနဲ့ကြမှာ 蓝苗呀，蓝苗呀，吃了那半苗饼，吃了那半苗饼， နှစ်ဖက်မြောက်တော့ပြုတ်ကြမှာပေါ့ဟာ 好的，这块面面敲门哪一嘛？看嘛，这路啥呀？蓝苗呀， အဲ့ပြန်ပြရ 宝宝，今天你得来什么哦？冇错，不， အမြန်မုံဆိုးဘူးတဲ့မလုံနဲ့အိမ်ကဆိုးပြန်သူစားတော့ကြစိတ်ဆိုးနေမှာကြောက်ပါ 爸爸你， ဆိုးပြန်သူစားရင် 哎呦没了，都没有有道理，爸爸你，有个毛呢？哎喏，这个干这喽，那给钱那干这喽，那这起码妈咪嘛不行。 သူကလည်းပြောင်းပြန်နေကြသမီးလည်းပြောင်းပြန်ကြိုက်တယ်လားဟလားဟုတ်စကားပြောတာတဲ့နကိရှာနေတော့ရှိတယ်သူကစကားလေးနဲ့စကားပွက်နေတယ်နင်တို့မင်းသမီးတွေတကယ်ကွာတကယ်ငါသမီးဟာတကယ်ပါနော်သမီးကိုနော် 爸爸冇。 အဲ့လိုကန်ကျင်လို့ကန်တာမဟုတ်ဘူးကန် ဘာဖြစ်လို့ကန်တာ ကန်ကျင်လို့ကန်တာမဟုတ်ဘူး ဘာလို့ကန်တာ ငါကန်တာမဟုတ် ဘာတူရကန် ဘူးမိပါကြောင့်လဲတာဖိုးနဲ့မနဲ့ထီ ဖိုးနဲ့မနဲ့တူ ငါအဖိုး အဖိုး သူကအမ မ ဟုတ်လား ဟုတ်တယ် ဖိုးနဲ့မနဲ့ဓာတ်ကိုင်နာနော်ဓာတ်ကိုင်နာ တက်ခိုင်တာ မင်းငါကန်ကြည့်တာဘလို့နေတော့ ဘလုံးမနေ ဘယ်နေမလို့ဒါကဖိုးချင်းကို အဖိုးဘကြီးကို ဘကမင်းငါကန်ကြည့်တာဘလို့နေတော့ ဘလုံးမနေ ဘယ်နေမလို့ဖိုးချင်းကိုသမီးဘာကိုင်းကြည့်လဲဆိုဟပ်ဖန်ဒီကြုံဖြစ်တော့ရှေ့ဖြစ်သွားတယ် အဲ့ဒါပြောတာပြိတ္တကြီးလူကြီးပြင်းနေပြီးတော့မင်းနဲ့ဇက်ကမောတက်လိုက်ပခိုးလေးဖွဲ့လိုက်ခါလေးဖွဲ့လိုက်လက်ကလေးကန်လိုက်ဒါကောင်းလား ဘယ်ကောင်းမလို့ မကောင်း ဟုတ်တယ်မကောင်းဘူး တကယ်ကျွန်တော်ပြောလို့ပြောတာ အေးပေါ့ ဒီရတဲ့ရွယ်နဲ့မင်းနဲ့ဇက်ကမောရိုက်ပခိုးလေးဖွဲ့လိုက်ခါလေးဖွဲ့လိုက် ဟုတ်တယ် လက်ကလေးကန်လိုက် ဟုတ်တယ် ဒါကောင်းလား ဘယ်ကောင်းမလို့ကွာ မကောင်းဘူး ဘယ်ကောင်းမလို့ မကောင်းဘူး မကောင်း လက်ကလေးကန်လိုက် ဟုတ်ပြီ ပခိုးလေးဖွဲ့လိုက် ဟုတ်ပြီ ဒါကောင်းလား ဘယ်ကောင်းမလို့ညာ ကောင်းဘူး ဘယ်ကောင်းမလို့ငါမကောင်းမှမင်းကြည့်ပဲကိုကောင်းနေတာဟုတ်တယ် 爸爸你，我表里那他来飞的，你在这边没去 ကြည့်အောင်ကြည့်အောင် ？OK，这里拿个钱哩，这里拿的。 နောက်ဆုံးရေကလိုက်ရှာပြီးလိုက်စမ်းပါမလေး လိုက်ရှာပေးလိုက်လိုက်ရှာပေးလိုက် ရေဦးသားလိုက်ရှာ ဘယ်လားပါလို့ ကို ဟို နော် းမယ်ငေါတော်ကြီးထိုင်လို့ ဟိုမသဘောတွေကြနေတာသူတို့မောင်ကိုလက်ညှိုးထိုးပြဒါကျွန်တော်တို့ပထမရှိလန်း ပရမရှိလား ရေဦးဘလောက်ဆိုမသူကတွက်ချက်နေတာအေးလို့နေရတွက်ချက်နေယောက်ျားဆိုင်ပွဲပြန်ပေးလင်းပြန်ပေးဆိုပြီးတော့ဝဲစားမနေနဲ့ဟုတ်လို့တော့ရကြလွယ်တာမဟုတ်ဘူးမိမများကငွေတားမဲ့တာ ဝင်မဲ့တယ် ဟုတ်လားလောကကြီးမှာတခုတော့ပြောရအောင်မယ် ဘာများပါလဲဗျာ မှတ်သားလောက်တဲ့စကားလည်းပါပါလေတချို့လည်းသိကျင်သိမှာပါဖခင်ဘုံချုပ်အောင်ဆိုင်ရဲ့ဓာတ်ပုံနဲ့ပတ်စံတွေထုတ်တယ်တဲ့လေကြီးကလည်းကြီးညာတယ်အဲ့တော့ဒီပတ်စံတွေကိုကျွန်တော်တို့င
ဝေမဲလို့ရှိတယ်မျိုးပါဒီဒီဘက်အတန်လေးတော်ထွက်နေလားအေးပါဟုတ်ပါပြီရှင်းပြတော့ခမပြောတဲ့ဥစ္စာကိုစောတော်ကကြားလိုက်သေးတယ်နောက်ပွဲကြရင်ဝက်သားကျွေးဟုတ်လားနောက်ကနေကြားလိုက်တာနောက်ပွဲကြရင်ဝက်သားကျွေးကျွန်တော်တို့ဝက်သားမစားပါဘူးခင်ဗျာဘာသားပါလဲအသားလေးပဲစားမှာအသားလေးချင်းတဲ့မျိုးပါဒီချင်းတဲ့မျိုးပါဒီပေါက်တော့ရေကားတော့ရေချမ်းတော့ခေါ်နေမစနဲ့လောပေးလိုက်ပါဝေရှာတယ်ရေနံစီတုတ်ဖို့လားဗီဒီယိုရိုက်တဲ့အကိုကြီးမင်းသမီးကိုရိုက်ရှင်ရိုက်ပါကျွန်တော်ကိုမရိုက်ပါနဲ့ကျွန်တော်ရိုက်လို့ရှိရင်ကျွန်တော်ပြက်ကလေးကတော့အထုံးမခံနိုင်ဘူးမလေးဘာဖြစ်လို့လဲဒီလောက်ရှောနဲ့ဒီလောက်လှတဲ့ခရုံးမှုများဝက်ရုပ်ကိုလူများငါနာမည်ခင်စန္ဒသက်ချူပြိုးစင်ခဏဝက်ကိုလုံးဒီတော့တန်းဖော်နေတယ်မတမငါကြိုက်ပါငါရောက်မှငါရွှေမတော့အောင်လေသားအသေးသွားပြီဘာဘာတပည့်จิตติရှိရင်ညချမ်းချိန်တာလေးပေါ့နော်အေးချမ်းနဲ့ညချမ်းချိန်ခါလို့ကြက်တည်ရှိတယ်ကြက်ကတော့ခုချိန်မှာမသေးဘူးဘာလို့တော့မနေ့ဆိုကြီးကြမှာခုเจ้าမှာလုပ်တဲ့လူတွေအဲ့မသေးပါဟုတ်တယ်ကြက်သားရင်ပြောတာပါဟုတ်ကမလေးရေတေးမရေညလာပါမင်းကလည်းမင်းသမီးကခေါ်လို့ရှိရင်ပြုံးပြုံးကြီးမင်းသမီးကခေါ်လို့ရှိရင်အမရေကိုထိလိုက်ပုတ်လိုက်တယ်ဘာဝိဟုတ်ဗျာခင်ဗျာโอเคချစ်တော်တော်ပြည်တယ်လေးနဲ့ဒါအခုမှပထမဆုံးတွေ့တဲ့ပွဲလေးဟုတ်ကဲ့နော်ပထမဆုံးတွေ့တဲ့ပွဲလေးဆိုတော့အဖော်လေးတွေများတော့လေနော်တချို့ကြတော့အပြိုးလေးကြိုက်တာရှိတယ်နော်တချို့ကြတော့ကတာလေးမှာဟာချစ်သေးပြပါလေအပြိုးကြီးဒါပြိုးတယ်တော့တို့ကကတာတောင်းသားနေတာအဲ့ဒီလိုမျိုးလေးဖြစ်တတ်တယ်ဟုတ်ကဲ့နော်ဟုတ်ကဲ့ညတော့ဘာကတော့လဲဘာဆိုလားတော့စားလို့ရရှင်ဟုတ်တယ်နော်အဲ့တော့သားလေးမလိုအောင်လို့တမိဘက်ကပါရမီဖြစ်ပြရတာတမိလို့ရေနော်အနုပညာတဲ့ပေါ့နော်ဟုတ်ကဲ့မလားဘာဟုတ်ကဲ့နော်အဲ့တော့တမိနည်းနည်းလေးတော့ပြောပြီဒါနပါရိယမုတ်တမဒါနဥဒုကရမိတ်ကဒါနမောက်ကပရံဝရနဲ့ရှင်ဒါနပစ္စည်းနဲ့တိုင်တာအတိတ်ခွာ၍တရားချီပြီးအလူပေးခြင်းသည်တက္ကတာကောင်းကျိုးနှင့်စီးသိမ်တို့ကိုမိန်မိန်ကြီးခံစား၍ပျော်ပါနေထိုင်ရာနှက်လျှောက်ရွာသို့အမြန်ရောက်ကြောင်းသောင်းတန်းတွေကကြီးမြည်ပါပြီလို့အလူတကာကြီးဦးတန်းထွန်းနဲ့အလူမာကြီးဒေါ်တန်းဝင်းမိုက်တန်းနေကြည့်ရတော့တန်းတန်းချင်းထက်မြက်ဆိုလာပဲပေါ့နော်ဟုတ်ကဲ့အဲ့တော့တမီးကမြစ်တာလေးအဲ့ဒီလိုလေးပို့တယ်အပေါက်ရင်မြစ်တာဆိုတာလျှမ်းနာမရှိပေမဲ့အသွားပြန်ရှိတယ်ဟုတ်ကဲ့သူများသားသမီးများအဲ့ဒီလိုပါဠိပတ်သားတွေနဲ့ပြောလိုက်တာသူပြသားသမီးအမွေကောင်းတယ်ဘာလို့ကျွန်တော်တို့တပည့်နှစ်ယောက်အမွေမကောင်းဘာဖြစ်လို့အမွေမကောင်းတာလဲဆိုတော့ခေါင်းကနီးချင်းချင်းဖြစ်နေတယ်ပြောတာကဲဘာလဲပြေလုံးမပြက်ရတာကြတော့ပြက်ချင်တဲ့သမီးကတော့ဟုတ်ကဲ့အပိုင်းအဲ့ချစ်တော်တို့ပြည့်တဲ့ကလေးအခုလိုသမီးကငိမ့်သက်စွာလေးအားပြီးတော့သမီးကဒီလိုလေးမြစ်တာလေးပြန်ပြီးပို့မယ်ဟုတ်ပြီဟုတ်ကဲ့နော်ဒီလိုလေးတရှင်းတစ်ပုတ်ဆိုလိုက်ပါလိမ့်ကြောင်ရောက်ရှူတာအပိနေတော့ပိတ်တဲ့ပုံနဲ့လက်ကိုတန်ချကြောင်ရောက်ရှူတာအပိနေတော့ပိတ်တဲ့ပုံနဲ့လက်ကိုတန်ချဒီလိုလေးကလို့လိုက်လို့ကြည့်ရတာပေါ့ချစ်တော်မမြောက်တော့မမြင်
တူလာလေးများလို့လိုက်လိုက်လို့ကြည့်ရအောင်သူတော်မပြောလို့ဘေးပေါ်လူဘရဘေးပေါ်လူလက်ကလေးတွေလဲပြီးတော့ကသူလဲတာကငါမိမလက်လဲသလောက်မလဲဘူးခမရမိမလက်လဲတာဘလို့လို့ငါမိမလက်လဲတာတော့ပြောကုန်မနေနဲ့ဘလို့လဲတာတော့တော်ကိုချီးကျူးစရာကောင်းတယ်ဗျာဘလို့လဲတာတော့ဟောနတ်မောက်စီတဲ့ခန်းကျင်သီးသွားဝယ်လို့ရှင်ငရုတ်သီးစိမ့်မှာပါတာပဲအဲ့ဒါလက်လဲခိုးတာအဲ့ဒါခိုးတာလက်လဲလို့ခိုးရတာပေါ့လက်မလဲခိုးရမလားပဲဥစ္စာလဲဟုတ်တယ်ဟုတ်တယ်ရေးတော့ဟုတ်တယ်ရိုက်နေတာပဲမင်းတို့ကလည်းဘာမှမသိဘူးတော်မင်းတို့နဲ့စကားပြောတာသိမကောင်းဘူးမင်းသမီးနဲ့စကားပြောတာဗျာရေးခေါ်ကုန်ခေါ်တယ်အဲ့တိုင်းပဲအဲ့ဒီလိုပဲလူရှင်တော်တွေကလေကိုယ့်တက်ကိုယ့်ရတယ်ဟာဒီလိုမင်းသမီးချိုးလာတယ်မြင်လေအဲ့ဒီလိုပဲမင်းသမီးများလိုချင်လို့တကယ်မယူဘူးပေါ့မင်းသမီးကိုလိုချင်လို့လိုချင်လို့လေပြောလိုက်တော့မေးကြည့်လိုက်တော့ကျိုးတုတ်ပေးပါလားမယူဘူးလားလွယ်တာပေါ့အေးကဘာဘာကြီးအဲ့တော့ချစ်တော်တော်ပြင်းနေဒီနေ့ညမှာဟောဒီစမီမော်လေးတမီးရဲ့ဆရာသုံးခုကိုကြော့မယ်ရှင်ဗရမဆရာဘယ်ရတော့တမီးရဲ့ဗရမဆရာ6ကဒေါ်လာလာမော်ဖြစ်ပါတယ်6ကလက်လာမော်ဟုတ်ကဲ့စစတော်လေးဒေါ်လာလာမော်အဲ့ဒါဗရမဆရာဒုတိယဆရာကျတော့တမီးရဲ့အတော်ဖြစ်သူတော်ယူယူမှာယူယူမှာဟုတ်ကဲ့နောက်ဆုံးတတိယဆရာကျတော့တမီးတို့ကြောက်ပလောင်ရွှေမြို့တော်မှာဗိသိက်ပညာလေးကိုတက်လက်ပြီးတော့သင်ကြားပေးတာလေးဟာတမီးရဲ့အမေရီရီဝင်းရေဝင်းလားရေဝင်းလားရေဝင်းဝင်းတမီးအောက်သူဆိုတော့မပြီးဘူးရှင်တယောက်စားရေဝင်းမှမသိတော့ကြောင့်ကောင်မလေးတယောက်ကဟိုနောက်မှာပါတဲ့ကောင်မလေးကဆိုင်ဘုတ်ကိုကြည့်ပြီးတော့ဦးတန်းထွင်းဟာကောင်မလေးထွန်းဦးတန်းထွင်းဟာထွင်းဟိုရာသူကမပြီးတာအဲ့တော့ကောင်မလေးတွေကကြီးကအောက်ကလားဟုတ်ကဲ့ဒီမှာအောက်ကတို့ကအထက်ကတမီးအဲ့ဘာလို့ဟောဗျာမန္တလေးငါအဖေကမန္တလေးကငါအဖေနာမည်ဟောအဲ့ဒါလည်းတော့ငါအဖေနာမည်ဦးကြီးစိန်လားငါဆရာနာမည်နန်းပြားတဲ့ဟောနန်းပြားငါနာမည်ကပေါ့စီတဲ့နန်းပြားပေါ့စီဆိုပြီးတော့ကျွန်တော်ဇက်ထဲကနေထွက်လာဘယ်ဇက်တုံးလို့မိသမီးမမိလည်းမမိမှာပါမော်ကွန်းသပင်ကကျွန်တော်ဇက်ပင်းဇက်အဲ့တော့ကျွန်တော်ဇက်ကိုမလုပ်ရှင်တော့ဘူးဆိုပြီးတော့ကြက်ရှာကိုစိန်ကလားထဲရောက်တော့ကျွန်တော်ကပြန်မယ်လို့ငါတို့ကြတော့ဆရာကိုပညာနဲ့မကြောက်ဘူးဘာလဲတော့အရက်နဲ့ကြောက်ငါတပည့်ဝမ်းချက်တဲ့ကူငါကြောက်လို့ထုံးစံနာမည်ရှားထားလိုက်ဘာမသိတမီးအဲ့လိုတမီးတို့ရဲ့ဟုတ်တယ်နော်အဲ့ဒီလက်ကလေးတွေတမီးကျိုးနေရလေးကိုတမီးကစေးသုံးကြောင်ဝါသုံးကြကလေးတမီးအလဲပေါ်လေးမှာနော်ပထမကခဲ့တဲ့ဟန်လေးပေါ့အလဲပေါ်ကအလဲမင်းသမီးလေးရှေ့ဘက်မင်းသမီးလေးတော့နော်ဟုတ်ကဲ့ရှေ့ဘက်မင်းသမီးတော့ကခဲ့တဲ့ဟန်လေးနဲ့ဒီလိုလေးသွားမှာဟုတ်ပြီတချင်းကတော့ရိုးရိုးတန်းတန်းမစိုးနဲ့နော်ဘာလို့ဆန်းဆန်းပြပြဘာလို့ဟိုတို့ဟိုတချင်းဟိုဘာတော့ဖြူဖြူကြောသိန်းတို့နော်စိုးထားတဲ့တချင်းမျိုးလေးတွေစိုးပြီးကရှင်မတန်တာသူမမြင်နိုင်မမရတဲ့ကအတွင်းကျဲဒီနေရမြလူမသိနောင်တော့အာရတော်ရပါတွင်းကျဲရှေ့အတွင်းကျဲပါသူမအကုန်လုံးကျဲနေတာမင်းအတွင်းကျဲပါဆိုမှမင်းကအကုန်လုံးကျဲပြအဲ့လေအကုန်ကျဲပြတယ်ဘာဘာကြီးအဲ့တော့ဒီကတက်ရှင်းနေတယ်အဲ့ဒီစီးသုံးကြောင်ဝါသုံးကြကလေးဒီလိုလေးသမီးကကောက်တမီးအလေးပေါ်ကနေတော့ကခဲ့တာလေးနော်ဟုတ်ကဲ့အလုသမားလေးကိုအမေနိုင်ပါလေ